the chan la roma so the chan body win be up Basan come less so be up Mochasi sergeant as a pip Mochasi looks like Pari Mochasi lower a bamaro they make a bow a machine a macauniamo and sammo and sheen and go shani baby Tanyan and Nero Lurabona by Martanya Garo Pucane Chandagari Thomas Abona tomorrow by Martanya good don't have a shin Tagara to my at the changa balloon up with the lesura or any maveti like to a balo look a gum gum come chat me balo look chite mamma dilated to look chite tema by to net chite to our people. Mujadi quapiapoa to your less one in a pie, no? To a cutare. Paloma, Palonia. Sindari. Pamolona. Eh. Nijati. Hold it. Oh, then Nijati, they love Nida. Eh, people. Oh, yeah, there. Gentle high. Piochi, Bale, Palona, Gipalona. Meet Pavi, Cadilia. Palonia. Yeah, Mapi Dwabi, the Riata. Molo, a board, Emma, but you do it. Mochasi. Mochasi, look. Ke moli salo like me no molo pho twe kaung nyin mong ne san mong me lo ra phit de twet chaung mlo ai ni myo shin ya ba bi ro di ma a chiu sa ga kaung nyin mong ga li sa san mong ta sa so yin ya bi po no so ro di ma ro ai ma lu ne ne be sa ma phit de twet chaung mlo ne ne li be lo like de po no tu wa ne ne li ro long a lat do ba long long yi po that ti ro kha cha ro ni Standing thing. ပြီးရင်ကျမရဲ့ little chef ကလေးကစားလေးနည်းနည်းလေးပါထည့်ပြီးပါတယ်စားလေးထဲမှာရတာပို့ပြီးတော့စိတ်အောင်လို့စားလေးထည့်ကြပါတယ်ပြီးလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့ပေါ့နော်ဒီလိုအချင်းလေးဖြစ်အောင်နေပြီးရမယ်ပေါ့နော်ရေအများကြီးလည်းထည့်စရာမလိုဘူးပေါ့နော်ပြီးရင်ဒီမုတ်သားကို2 နာရီအနည်းဆုံး2ထားပြီးမှပို့ပြီးတော့စားလို့ကောင်းမယ်ပေါ့နော်2 နာရီနဲ့တော့2ထားပြီးပါအဲ့တော့အဲ့လို2ထားတဲ့အချိန်မှာကျမတို့ကထညက်ကြိုပါမယ်ထညက်ကြိုတဲ့နေရာမှာလည်းထညက်ပြီးရဲ့အရာတော့ပေါ်လင်းခြင်းတဲ့အတွက်ထညက်များများလေးထည့်တယ်ပေါ့နော်ဒီနေရာမှာပြီးရင်မကလေးလုံးကြတယ်ပေါ့မုတ်ကတော့ size မျိုးစုံပဲလုံးလိုက်ကြတယ်ဒီချိန်မှာတနေ့ရလဲပေါ်ပွဲဆူလာပြီးဆိုတဲ့အခါကျတော့ရပြီဆိုရင်သူ့အနေလေးကိုစစ်ပေးရပါမယ်抱歉，是抱歉你妹妹，是抱歉。 Go, bien. နောက်ပြီးတော့ရေကိုတခြားတစ်ဖက်မှာလည်းရေနွေးကိုတည်ထားပါတော့ရေနွေးကိုတည်ထားတဲ့အချိန်မှာကျမတို့စီလေးနည်းနည်းလေးထည့်လိုက်ပါစီထဲတော့မမုံလုံးလေးတွေနည်းနည်းလေးကွာထွက်နေပြီးတော့မကတ်အောင်ဆိုရွှေချင်နေပဲမုံလုံးလေးထည့်လိုက်တယ်မုံလုံးလေးဒီလိုရေပေါ်ပေါ်လာပြီဆိုရင်တော့ရပါပြီတလုံးစားကြည့်လိုက်တယ်ရတာတော်တော်ကောင်းနေပြီပေါ့နော်ပြီးရေအေးလေးနဲ့ပြန်ပြီးတော့စိမ့်ထားပါတယ်ပြီးရင်အုံနိုးကိုကြိုက်တဲ့အတွက်ကြောင့်မလို့အုံနိုးအသေးလေးနှစ်ပုတ်ပေါ့နော်ဖောက်ထည့်လိုက်တယ်ဒီနေရာမှာအုံနိုးကြိုက်လည်းအုံနိုးပေါ့နော်ကိုကြိုက်ရလည်းထည့်ပြီးတော့စားလို့ရတယ်အုံနိုးကိုကြိုက်တဲ့အတွက်ကြောင့်မလို့အုံနိုးနဲ့ခညံနဲ့ကိုရောကျူပါတယ်ပြီးတော့အဲ့လိုမျိုးချိုးလိုက်တဲ့အတွက်ကြောင့်မလို့အုံနံလေးမွေးပြီးတော့ခညံနံလေးနဲ့စားလို့ရတယ်ပြီးတော့မုံလုံးလေးတွေကိုအဲ့လိုမျိုးထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကြိုက်တဲ့မုတ်ကြအသီးတွေရပါ
ကြိုက်လဲ